こんにちは、家です。တကယ်လို့ကိုယ့်အိမ်ကိုဒီလို QR code ပါတဲ့ဇာတ်ရွက်လောက်ရလာရင်ဘယ်လိုလုပ်ရမှာလဲဒီဇာတ်ရွက်ကိုကျွန်တော်တို့ဂျပန်လိုဖူဆိုင်ယောလို့ခေါ်တယ်ဒီဇာတ်ရွက်ကအိမ်ကိုရောက်လာတဲ့နဲ့ကျွန်တော်တို့သူ့မှာပါတဲ့ QR code ကိုကျွန်တော်တို့ scan ဖတ်ရမှာဖြစ်ပါတယ်အရင်ဆုံးကျွန်တော်တို့သူ့မှာပါတဲ့ QR code ကို scan ဖတ်ရမှာဖြစ်ပါတယ်ဒီ scan ဖတ်ပြီးရင်တော့သူ့ရဲ့ website ထဲကိုရောက်သွားတာဖြစ်ပါတယ်ပြီးတော့ကျွန်တော်တို့ဒီမှာဘယ်နည်းနေ့လာပို့ပေးစေချင်တာလဲဆိုတာကိုရိုက်ရွေးရမှာဖြစ်ပါတယ်ဒီမှာကျွန်တော်ကစနေနေ့အိမ်မှာရှိတဲ့အတွက်ကြောင့်စနေနေ့ကိုရွေးလိုက်ပါတယ်ပြီးတော့ဒီမှာသူကဘယ်ချိန်ကနေဘယ်ချိန်ပို့ပေးရမလဲဆိုတဲ့ဟာပါတယ်ကိုအိမ်မှာရှိတဲ့အချိန်ကိုရွေးပြီးတော့ကျွန်တော်တို့ဆက်လုပ်လိုက်အောင်ပဲဒါပေမဲ့ကျွန်တော်ကမနေ့ပိုင်းအိမ်မှာရှိတဲ့အတွက်ကြောင့်ကိုစင်ချူကိုရွေးလိုက်ပါတယ်ကိုယ့်ရဲ့ဖုန်းနံပါတ်ကိုထည့်ရမှာဖြစ်ပါတယ်ပြီးရင်တော့ကျွန်တော်တို့ဒီအပြန်ဘတ်တန်ကိုနှိပ်လိုက်ရုံပဲပြီးရင်ကျွန်တော်တို့မိုရှိကွန်မီလုံးမလားမလုပ်ဘူးလားဆိုတာကိုကျွန်တော်တို့ဒီဟာစစ်ကြည့်လိုက်ပြီးတော့ကျွန်တော်တို့မိုရှိကွန်မီလုံးမယ်ဆိုရင်မိုရှိကွန်မီကိုနှိပ်လိုက်ရုံပဲပြီးရင်တော့ကိုယ့်ရဲ့ Gmail ကိုထည့်ပေးရမှာဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့အိမ်မှာဒီလိုဇာတ်ရွက်တွေရောက်တဲ့အခါမှာဆိုရင်ကျွန်တော်တို့ဘယ်လိုလုပ်ရမလဲဆိုတာကိုလုပ်ပြပေးတော့တာဖြစ်ပါတယ်ပြီးတော့တကယ်လို့ဒီဇာတ်ရွက်ကကြတော့တပတ်အတွင်းပဲအသုံးဝင်တာဖြစ်တဲ့အတွက်ကြောင့်အိမ်ကိုရောက်ချင်းကျွန်တော်ဒီဟာကိုစကန်ဖတ်ပြီးတော့ကျွန်တော်တို့အိမ်မှာရှိတဲ့ရက်တွေကိုကျွန်တော်တို့ရက်ချိန်လုပ်ထားလေရတယ်တပတ်တိုင်းဒီနှစ်ပတ်တိုင်းဒီကိုရှိတဲ့ရက်ကိုရက်ချိန်ပို့ထားပေးလို့ရတယ်အားလုံးစင်ပြပါစေခင်ဗျ